ကိုရပြောလိုက်တာမလေးဖြစ်လာအမြင်ကဆရာ5သိန်းလောက်ထွဲပေးပါဦး အေးကိုနဲ့ဒီလိုလေးတွေ့နေအောင်ချိန်နေတယ်ဒါပေမဲ့နော်ကိုနော် မင်း shopping ထောက်မဟုတ်ဘူးမင်းရရမှာအမေတို့အိမ်ဝယ်သွားမယ်လို့ ပြီးရောအဲ့ဒါကိုခလေးလွှဲပေးလိုက်မယ်ခလေးနေရမ်းပြောသေးတာကိုအဲ့တော့မို့အခုလိုချိန်ပေးလို့လည်းကိုကျေးဇူးတင်တယ်လို့အဲ့ဒါချင်နေရတယ် ဘုကောမလေးကိုရအလုပ်ပိတ်ရလေးပန်းချန်လေးတစ်ခါတလေလာပဲဆိုကမှဒီလိုအတွဲနေလာတွေ့ဟမ်ဘာပြောတယ်ဒီဖိုင်းနေဒီမှာတွေ့ရလာသွားမယ်အားကြမနေနဲ့哎呦我的妈！လာခဲ့